cái cho nó biểu bà để ha nó mấy ông lại ai luôn nhiều phải á để ni bị rồi tadi thà rồi ngã ra chui rồi tadi thà rồi nó cô anh tìm nhớ gì tuổi đi cao lâu là nó giống mà là nó mới gì đâu cô cho cái chuyện ba là nó cho lại ra là cho sức biết sao đều gì rồi chứ xí ta đi cao lâu à thế là nó khali mà đi khôi mà đi u khali sát đấy ạ lưu chí này số lượng xe mà cho bao lâu thì qua này là sao cô ạ thằng ấy là giao ngã rồi cho hả lần nào cái après zero tay lô mà này nó bù số lượng xe đi cao này sẽ là ai sẽ biết sao này ba mà không được biết mà pi đủ đều đi cao này tay khai đã tất to đã sẽ là giống mà cái là nó cô là gì nó khali nghe lấy đi chứ khali nghe lấy đi tại mà biết là màu gì vậy chứ xí lâu đã gì vậy chứ xí xem mà con nhé phía là nhá cho nó pi đủ đi bà cố mà lại có gì biết tên để ra đấy cho nó pi đủ đi sao đi xì lấy ra bộ gì mà nó để khâu à cha đi đâu mà tối này à đấy cho nó pi đủ đi đâu cả khát thế đi dân chúng mà nào vậy bộ nó aku cho nó gì biết để tên này ra đấy gì ra đấy mà aku sẽ biết sao aku mấy ông này gì về chứ xí hô thế à sẽ là cho nó cái gì là nó cái đó là gì là cái gì là nó cái phải gì này tay thế à tôi đấy mà khuya đi qua đi về现在论面这份那是阿嘎同胞米的嘎嘎呢，非家，喏，别人抓的问啦，抓太干的，但那跑抓的问，人高西的哈大好，人家打表的没表，花一嘛叫没人接，比如的有年半的啥，这路苗的路了，人那个会是的呀，俺တို့呢တိုက်တာတော့မင်းတို့သေးတယ်ဒါပေမဲ့အပြစ်မဲ့ပြည်သူတွေကိုတော့မင်းတို့ရွာထဲဝင်ပြီးတော့ဒီလိုမျိုးလုပ်တယ်ဆိုပြီးတော့မှအပြစ်ခတ်ရက်စဲရေးဆိုပြီးတော့လောက်လာခဲ့လို့ဆက်အနာရှင်တည်မြဲလာတာအခုလည်းဒီလိုပဲနော်မရောက်လိုက်လက်နက်ကင်အချင်းချင်းရှင်မတိုက်ရဘူးမအေးလုံးမရှင်တိုက်ပါလားလက်နက်ကင်ချင်းချင်းဟမ်မင်းတို့သိတယ်ဟုတ်ဟမ်တူမီးနဲ့တိုက်တာတောင်ပေချင်းဆုံးနဲ့ပေရတယ်ဆိုတော့ဟမ်မင်းလက်နက်ကင်အချင်းချင်းမင်းတို့မတိုက်ရဘူးဟိုနားမှာလေရင်နဲ့သွားပြစ်ဒီနားမှာလေရင်နဲ့သွားပြစ်ဟမ်ခလေးမှမသိခွေးမှမသိဟမ်မရုပ်မှလုံးလားမရောက်လိုက်ဟမ်အိုးကဲဘောမတပိုက်မင်းတို့မဟောင်ကြဘူးလားဟမ်ဘယ်သွားသေးနေလဲဟိုပောက်ကိုတော့ဟိုတင်ကန်းကြီးတကားကားနဲ့ကဘာပတ်ပြီးတော့ဖာကြနေတယ်ဟိုကတုံးပောက်ကိုတော့ဟမ်တင်ကန်းပတ်ပြီးတော့ဟိုမာလာအကြမ်းဖက်နဲ့ပြူစောဒီအကြမ်းဖက်ကိုအားပေးနေဟိုပြူစောဒီခေါင်းဆောင်ဟိုပောက်ကိုတော့ဆိုတဲ့ဟိုကတုံးဘယ်နဲ့သွားသေးနေလဲဟမ်မျက်လုံးမရောက်ရလဲဟိုစိုးတန်းနိုင်အသက်ကြီးလာဝေဖို့နီးလာတဲ့နတ်အိုးတွေဘယ်လိုလဲကွာဟမ်ဘာမှမရှိတဲ့အပြစ်မဲ့ပြည်သူတွေကိုအခုလိုမျိုးအချိန်မရှိခါမရှိခလေးရောခွေးရောလေရင်နဲ့တွားပြစ်လာတာမင်းတို့ဘက်ကဘာဖာတွေထက်ကြအောင်မလဲဘယ်လိုတွေကာပါယူပြီးတော့လောက်အောင်မလဲဟမ်ဟိုစိုးတန်းနိုင်မအေးလို့ဟမ်ရင်နာလို့မဆုံးတာတွေကကိုအာနာတီမြဲရတဲ့ဟိုတလောဆိုတဲ့မှာတင်လိုက်သေးတယ်ဗါတယ်ငါလိုမျိုးနဲ့ပါတယ်နဘဲပင်ကြေးရွာမှာအကြောင်းအပြစ်မဲ့ပြည်သူတွေကိုဟုတ်လား PDF ကတပ်ဖြတ်ပါတယ်ဆိုတဲ့အကြောင်းနော်သူတို့ပြီးလို့ရှိရင်ဗါတယ်မော်လိုက်မျိုးနယ်မှာနော်လူ24ဦးအကြောင်းဖတ် PDF ကတပ်ဖြတ်ပါတယ်ဆိုတဲ့အကြောင်းဖာကြထားတာမြဝတီတည်င်းလိန်ပြန်ကြားရေးဖာကြလိုက်ကျွန်တော်တို့တစ်ချိန်တော့မြဝတီတည်င်းမှပြန်ကြားရေးဆိုပြီးတော့ပြည်သူကိုနှစ်ပေါင်းများစွာဂျင်းထဲခဲ့တဲ့
အဲ့တနေ့တစ်မျိုးပြည်သူကိုမရိုးအောင်ဖာကြနေတဲ့အဲ့မြဝတီသတင်းလိမ်ပြန်ကြားကြီးဟမ်ပြည်သူစိုက်ဝါးလေးအမျိုးမျိုးထက်ဂျင်းမျိုးမျိုးထက်ဟာဒီရွာမှာ PDF လို့ယူဆလိုက်တယ်ဒီရွာမှာ PDF ကြီးစိုးတယ်ဝင်တပ်ပြလိုက်တယ်ခလေးရောခွေးရောအဲ့မှာအကြောက်တရားတွေနဲ့ခြောက်သွားမလားလို့ရောက်မင်းတို့ထားခြင်းဟောဟာဆိုပြီးတော့အစုလိုက်အပြုံလိုက်ပြီးလို့ရှိရင်အဲ့ပြူစောဒီတို့အဲ့ထောင်တော့ခိုးဆိုးလူလိုက်ကောင်တွေက PDF အယောင်ဆောင်ပြီးရင် PDF နာမည်ကိုလွှဲ့ပြီးရင်ကဘာပတ်ပြီးတော့အဲ့မြဝတီသတင်းလိမ်ပြန်ကြားရေးကဖာကြအဲ့ပောက်ကိုတော်ဆိုပြီးတော့တင်ကိုင်းကြီးပတ်ပြီးတော့ကဘာပတ်ပြီးဖာကြနေတဲ့အဲ့ဒီမဘာသာဂရုံးတွေကဖာပတ်ကြဟမ်ကိုပဲပြည်သူကိုတတ်တယ်အကြမ်းဖက်လို့ဆွဆွဲပြီးတော့တတ်တယ်အကြောက်တရားတွေနဲ့ငြိမ်သွားမလားလို့ပြီးရင်ကဘာပတ်ပြီးဖာကြတယ်အ PDF ကအပြစ်မဲ့ပြည်သူကိုတတ်ပါတယ်မင်းတို့ရဲ့လောက်ရက်တွေရုပ်မှလောနာတော့ပါနော်ဒါကြောင့်အခုပြည်သူတွေရဲ့အဖြစ်ကတော့ပါဘယ်လိုတော့ခံစားလို့ခံစားရမှာမသိ PDF အကြမ်းဖက်နော် PDF ဆိုတာဘယ်ကပေါ်လာလဲပေါ့မအေးလုံးများမင်းတို့စပန်းကင်ပြီးတော့ဒီလောက်မင်းတို့အာနာယူလိုက်တဲ့အချိန်မှာအာနာမယူပါနဲ့အာနာမယူပါနဲ့ဆိုပြီးတော့တကဘာလုံးတတိုင်းပြည်လုံးနော်လူတန်းနဲ့ချီပြီးတော့စာနာတွေပြတယ်မင်းတို့ပြည်သူရဲ့အတန်ကိုနားမထောင်မင်းတို့ပြည်သူရဲ့အတန်ကိုမင်းတို့နားမထောင်မင်းတို့လှုပ်ချင်တာတွေလှုပ်ပြည်သူပြည့်ပန်းကင်ပြီးစာနာပြတဲ့လက်ကိုဂန်းကင်ပြီးမလို့ဖြိုခွင်းဟမ်အဲ့လိုဖြိုခွင်းခဲ့လို့PDF လက်နက်ကင်အဖွဲ့စည်းဆိုတာပေါ်ထွက်လာတာလေမအေးလုံးများဟမ်အဲ့ဒီပြည်သူကြားတွေကထွက်လာတဲ့ PDF အဖွဲ့စည်းကိုဟာပြည်သူကိုဘယ်တော့မှမဟုတ်တာမလုပ်ဘူးမင်းတို့အာဏာတည်မြဲရေးအတွက်ထောင်ထဲမှာသေတန်းကောင်းလေးခိုးစိုးလူနိုင်မရင်းကောင်းလေးတကောင်မှမကြံတော့ဘူးမင်းတို့ခံဝင်ကလေးတွေနဲ့လွတ်ပြီးတော့မင်းတို့ PDF အယောင်ဆောင်ပြီးတော့ပြည်သူအကြမ်းလိုက်ဖတ်ခိုင်းနေတာဟောဆန္ဒပြတဲ့ကမင်းတို့ထောင်ထွက်တွေကိုမီးတုံနဲ့မင်းတို့လိုက်ကဲခိုင်းနေတာမင်းတို့ရစောက်ကျင့်နေဟမ်အခုဘာမှမဟုတ်တဲ့အပြစ်မဲ့ခလေးငယ်တွေကြာအိုးครับ5,000ဘလောက်5,000200ဟမ်5,300နဲ့တယောက်လေဟာအခုတဘာဝဘေးအန္တရာယ်ကြောင့်ပြည်သူကကူညီတယ်ပြည်သူကပဲကဲတင်နေကြတယ်အဲ့ကဲတင်နေတဲ့ကြားထဲမှာမအေးလုံးဝအခွင့်ကောင်းယူပြီးတော့ပါစစ်ဘေးရှောင်ဒါမင်းတို့ဘာသာရေးကိုရည်ရွယ်ချက်ရှိလုပ်ဟမ်ကချင်ပြည်နယ်ဘက်မှာရည်ရွယ်ချက်ရှိမင်းတို့လှုပ်သွားတာဘယ်နဲ့လဲဟိုတီတကူဆက်ရတော့လူတက်တော့ကနှုတ်ပိတ်နေပြီးတော့နွားသမထအော်နေတာဟိုဂူဂူပဲပြောက်နေတယ်လှုပ်စမ်းမအောင်စမိုင်းလင်းဆိုပြီးတော့လေဘောမစရာမရှိကြံဖာမပြီးတော့မှပြည်သူတွေဘိုးစင်ပေါင်ဆက်တည်ထားတဲ့ဖယားနဲ့မလာတည်ထားတဲ့ဖယားပိုပြုံးပါတယ်ဆိုတဲ့ဟိုနွားတက်တော့လူတက်တော့နှုတ်ပိတ်နေပြီးတော့နွားသမထအော်နေတဲ့ဟိုဂူပဲပြောက်လှုပ်စမ်းမအောင်ခမရတဲ့မြောက်ထားတဲ့ဟာလားဘိုးကျုံမဟုတ်တဲ့ဘိုးရုပ်မေလို့အခုအပြစ်မဲ့ပြည်သူတွေကိုအခုလို့ခမေရောခွေရောတတ်နေတာဘလို့တရားလေးဟောမှလဲလို့ဂူကိုလေဘလို့တရားဟောမှအတရားချလို့မရတော့ဘူးလားလူစောက်ထဲကြီးအောင်လုပ်ပြမသိရင်မဲ့ तू ကသာသနာစောက်နဲ့မင်းကြီးဟမ်ဟာအားကြောင့်အမြဲတမ်းပြောတာတခိုးကဘယ်တော့မှဝေဒနာဖြစ်မလာတယ်လို့လူတတ်သမားကလည်းဘယ်တော့မှသူ့တော်စင်ဖြစ်မလာဘူးဆိုတာမရောက်လိုက်လို့တခိုးကဘယ်တော့မှဝေဒနာဖြစ်မလာတယ်လို့မရောက်လိုက်လို့လူတတ်သမားဘယ်တော့မှသူ့တော်စင်ဖြစ်မလာနော်
ရင်နာလို့မဆုံးဘူးဗျာကျွန်တော်ပြည်သူတွေအတွက်အပြစ်မဲ့စစ်ဘေးရှောင်ဒီလိုကျွန်တော်ရင်နာလို့မဆုံးဘာပြောလို့ပြောမှန်းတော့မသိတော့တဘာဝဘေးအန်တရာကြောက်ရတာတမျိုးမအေးလို့စားဖို့နေရေးကိုရှာရတာတမျိုးတခါမှမကြဘူးတဲ့ကုံစိမ်းလုံးလေးဈေးတက်လို့ကစောရခူးရောက်ရတဲ့ကလေးတွေကလည်းမွေကြိုက်ပြီးသေသွားတာတဖြုတ်ဖြုတ်ဟောကိုနိုင်ကမှထွက်တဲ့စိုက်ရည်စဘာတော်မှာငတ်မောခေါင်းမနေလို့မာနတွေခွာချပြီးတော့မှရေရင်ကောင်းလောက်မိုးရွာနေဘူးထဲမှာစီတိုးစားနေရတဲ့ငါတို့ပြည်သူတွေရဲ့ဘဝမင်းတို့နှိမ့်ဆက်လို့အားမရတယ်မင်းတို့နှိမ့်ဆက်လို့အားမရတယ်ဟမ်စပယ်ရှောင်းကျွန်တော်တိုင်းသားတွေလူလောကတဲ့တော့မှဝင်လာဖို့ရှိသေးတယ်ဗျာအဲ့နေရာမှာမရောက်လိုက်မေလို့မင်းနဲ့ကျူကျူလာစောက်ခေါ်မနဲ့မွေးထားတဲ့မင်းရဲ့သားအလားတူလားမင်းသားမွေးလာတဲ့မင်းမီးဆိုရင်မင်းဘယ်လိုသဘောထားမလဲဘယ်လိုသဘောထားမလဲမေလို့မင်းဆောင်ဆောင်ပေါ့လို့ရှိမှာတော့ပတ်စံနေညမင်းမွေးထားတဲ့သားရဲ့မင်းမီးတွေမှာအသက်မဟုတ်ဘူးဟမ်အသက်ရှိတာမဟုတ်ဘူးမင်းမီးတွေမှာတန်ဖိုးရှိတာမဟုတ်ဘူးမောင်လေးဆောက်တော့မောင်လေးရှိတာပဲငါတို့တိုင်းသားတွေတော့ဒီကလေးတွေတူးတယောက်ချင်းစီတဲ့အသက်နဲ့ပဲမအေးလုံးရဲ့ဒီပြရဘုဒ္ဓမင်းကဆောက်တော့ကဲတယ်လီဂရမ်ဟန်ငင်းဦးတဲ့ဘယ်လိုတွေဖာကြပြီးတင်အောင်မလဲပေါ့တနေ့တစ်မျိုးပြည်သူကိုမရိုးအောင်ဖာကြနေတယ်ဆိုတော့အဲ့ဒါလို့ဖာစကားတွေကိုအဲ့ဟန်ငင်းဦးတယ်လီဂရမ်ဟန်ငင်းဦးလို့ပိတ်တရားဖာကြတင်မယ်တင်ငန်းကြီးတကားကားနဲ့ငါဖုံးကြီးငါပြောတာယုံငါမစော်ကားနဲ့မပြစ်မားနဲ့ဘုရားလက်ဆိုင်ပါနေလို့နော်ဗုဒ္ဓဘာသာတွေကိုဂျင်းထဲနေတဲ့အဲ့မဘတာဂတုံးအဲ့ပောက်ကိုတော်တို့ဘယ်သွားပြိနေကြလဲပေါ့ရက်ကနေတင်ငန်းကြီးတကားကားနဲ့လူအသက်အားပေးနေတဲ့ပောက်ကိုတော်တို့ဂူဂူတို့လှုပ်ဆမ်းမအောင်လို့ဂူဂူရဲ့ဂူဂူကလှုပ်ဆမ်းမအောင်ကျွန်တော်ပြောသလိုပဲလူတက်တော့ကနှုတ်ပိတ်နေပြီးတော့နွားသက်မှထထအော်နေတဲ့ဟိုဂူဂူဘလို့အကြောင်းပြချက်တွေပေးဦးမှာနော်အခုတည်းထိလူမမဲကလေးငယ်ရွယ်တွေအပြစ်မရှိတဲ့စစ်ဘေးရှောင်တတ်နေတာကိုဘလို့လဲဝမ်းနဲ့စာကြောင်းလေးကြောင်းထုတ်ဆမ်းပါဟမ်ဘာလဲဝရရှားနိုင်ငံသွားပြီးတော့မှဝရရှားတက်မလို့ကျမ်းပါပါစေချမ်းသာပါစေတလုံးမို့လားဒါလားပစ္စည်းလေးပါတကမတွေရဲ့အလှခံထိုက်တဲ့ပုဂ္ဂိုလ်ဟမ်ဒါလားတိခါတမာတိပညာနဲ့ပြည့်စုံတဲ့ဘုန်းကြီးရင်နာလို့မဆုံးဒီကောင်းလေးကိုဆဲစရာစကားတွေလည်းမရှိတော့လို့ပြောစရာစကားတွေလည်းမရှိတော့ကဲဟိုဖေလိုးမဒဇင်ဦးဆိုတဲ့ဖေလိုးမရောတနေ့စောက်သေးတွေရာနော်အဲ့ကောင်မှငါရှိနာမှမြန်ရှိလို့ရှိရင်လေမင်းစောက်ခွက်ကိုဘလို့တော့လှုပ်မိမယ်မသိဖေလိုးမဟိုဒဇင်ဦးဆိုတဲ့ကောင်မတုတ်ပိုးကြောင်နေတဲ့ကောင်မတနေ့ဖာကြတယ်ဘလို့လဲဟိုစိုးတန်းနိုင်ဆိုတဲ့ဟိုမအေးလုံးအနဒီရွေးကောက်ပွဲစဉ်ကာလတုန်းကအမေစုနဲ့တောက်ဖက်နှက်မှာပေးနေတဲ့ခွေးချီတောင်ပြောင်းရက်တဲ့စိုးတန်းနိုင်နအိုကြီးမရောက်လိုက်လဲဒီနေ့အာနာလဲသိမနေ့ကအမေသားနောက်နေ့မရောက်လိုက်အာနာလဲသိမ့်လိုက်လဲတရောအဖသားဝင်စားတာလေ
တကူလုံးချိနနန်သွားတဲ့စိုးတန်းနိုင်လက်ဥလိုကောက်မျိုးတာကူအဖိုးကြီးအသက်ကြီးလာတာဝေဖို့နီးလာတာပဲရှိတဲ့ဟိုလက်ဖိုးစိုးတန်းနိုင်ဘယ်လိုတွေခါကြအောင်မလဲပေါ့နောက်ဆုံးတော့အပြစ်ပဲပြည်သူတွေပဲဒါတော့ကျွန်တော်မရောက်လာရည်ရွယ်ချက်ရှိပေါ့နော်ရည်ရွယ်ချက်ရှိဒါကြောင့်လို့ခွေးချင်းကြံသွားတာပဲရှင်နုမနာတွေဖြစ်ရတယ်ဆဲစရာစကားလုံးတွေလည်းမတန်ပြောစရာစကားတွေလည်းမရှိတော့အောင်ဆိုတော့တော်တော်ဘာလို့ပြောမှန်းတော့မသိတော့ဘူးကွာအေးလို့ကိုမေကိုလို့ငါလုံးမမအေးလို့တွေကိုမေကိုလို့တွေပြည်သူတွေကတော့လူလိမ့်လို့ပြည်တွင်းရောပြည်ပရောပြည်ပမှာလဲစုပ်ပြက်ကိုတားလို့ခုနပဲဖုံးထိုးလာတယ်တော်ထဲမှာလမ်းဘေးမှာသွားကြိုအောင်စုပ်ပြက်ကိုတတ်လို့ပြည်တွင်းပြည်ပစုပ်ပြက်ကိုတတ်တယ်ကဲဘလို့လဲဘယ်မင်းတက်ကိုလုံးမကိုစားရမယ်ဆိုတဲ့လူတွေဘလို့လဲဟမ်တိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့လူမကောင်းလို့ဟဲ့လို့ခွေးရုပ်တွေကြီးစိုးထားတဲ့ခဏတာကာလ3နှစ်တာကာလဘယ်မင်းတက်ကိုလုံးမကိုစားရမယ်ဆိုပြီးတော့နိုင်ငံရေးကိုနဲ့မဆိုင်သလိုဖာတိဖာတာနေတဲ့လူတွေအဆင်ပြေကြလားပေါ့ဟမ်ဘောမာတစ်ချိန်လုံးအမျိုးဘာသာသာသနာကိုခုတုံးလုပ်ပြီးတော့မှဟမ်အကျင့်ပြတ်ချစားတာကိုကြိုက်ရင်ကြိုက်တယ်ပေါ့ချိန်ပြည့်ဘောမာနေတယ်ဟိုဘောမာတစ်ပိုက်ဘယ်လိုလဲအဆင်ပြေကြလားအဆင်ပြေကြလားငါဘောမနေပါလေဆိုပြီးတော့စီတဘူးပို့ပေးလားသေကြစမ်းသေကြဂျားနေခြင်းအောင်ဖာတိဖာတာနေခြင်းအောင်နော်ငါအိမ်မီးမလောင်သေးလို့ငါမိသားစုမထိသေးလို့နိုင်ငံရေးကိုနဲ့မဆိုင်လို့နေကြတဲ့လူတွေခံစားမှုမှမင်းသိလိမ့်မယ်စကားလုံးများနဲ့တော့လုံလောက်မှာမဟုတ်ခံစားလာနေတွေ့လေသိလေရင်နာလို့မဆုံးဘူးကွာပြည်သူတွေတို့ဒီလောကရတော့မှာတနစ်ပြအောင်မနေရသေးတဲ့ကလေးတွေကွာရင်နာလို့မဆုံးတောင်းပန်တယ်ဗျာကျွန်တော်တိုင်းသားတွေတောင်းပန်တယ်ဗျာတောင်းပန်တစ်ချိန်တော့ကျွန်တော်တို့ကရင်မြေငပွေး
ကရင်မြင်တာနဲ့တပုံလားကရင်မြင်တာနဲ့ငပွေးလားဆိုပြီးတော့မကောင်းတဲ့မြင်နဲ့ကြည့်ခဲ့ကြဒီနေ့ဒီချိန်ထိကျွန်တော်တို့တိုင်းရင်းသားတွေဘဝဒီနေ့ဒီချိန်ထိရမ်းကြိုရမ်းကြမြောင်းကြိုမြောင်းကြတွေးကြိုတွေးကြမှာသိနေရတော့ဗျာသူတိုင်းရင်းသားတွေတောင်းမှလည်းတောင်းမှလည်းဒါဘယ်တော့မှလည်းမစော်ကားခဲ့ပါဘူးဒီနေ့ချင်းဒီတိုင်းရင်းသားတွေရဖြစ်ပြရင်နာလို့မဆုံးလူလောကထဲတော့မှဝင်လာမယ်မကြံသေးဘူးအလုံးမမအေးလို့ရီကိုမေကိုလိုးတွေကိုအခုတော့တော်ရဲဝင်ပြီးတော့တော်ရဲကိုပြေးဝင်ပြီးတော့မှလက်နဲ့ကန်ကျင်စိတ်နော်ပေါက်လာပြည်သူမင်းတို့အကြောက်တရားတွေနဲ့အဲ့လိုလှုပ်လိုက်လို့မင်းတို့ကြောက်သွားပြီးတော့ငြိမ်သွားမှထဲလားဟမ်ခွေးသားများဖေကိုတပ်ပြလိုက်လို့သားငြိမ်သွားမယ်မင်းတို့ထင်သွားတယ်ပေါ့နော်ရောက်အရင်တော့ကလို့ဖေကိုတပ်ပြလိုက်လို့သားမငြိမ်ဘူးဖေကိုတတ်ရင်သား PDF ဖြစ်တယ်သားသိရင်ဖေ PDF ဖြစ်တယ်ကွာနော်မင်းတို့ရှင်းလားအိုးကျုံတိုင်းသားတွေညာဟိုဒီချိန်တော့ကျော်တိုင်းသားလက်နက်ကင်အဖွဲ့အစည်းတွေကိုမြောက်ရီသတင်းလိမ်ပြန်ကြားရေးစစ်ကောင်စီဒီကတဘုံလို့တတ်မှတ်ခံခဲ့ရတယ်ကျော်မြေဘက်ပြည်သူအများစုခုနပြောသလိုကရင်မြင်းငပွေးတဘုံလို့ထင်မြင်ခဲ့တဲ့မြအရာတွေအားလုံးတောင်းပန်ပါတယ်ကျော်တိုင်းသားနဲ့မြေတွေကျော်မျိုးဆက်သစ်လေးတွေရင်နာလို့မဆုံးဘူးဗျာရင်နာလို့မဆုံး